ဒီ treatment ကဘယ်လိုလုပ်ရသင့်တော်လဲဆိုလို့ရှိရင်တော့အရေးပြားရှော့တွဲနေတဲ့သူတွေမင်းနဲ့ထက်အစီပိုတွေများတဲ့သူတွေနောက်ပြီးတော့အသက်အရွယ်ကြီးရင်လာလို့ skin elasticity ကျနေတဲ့သူတွေဒီလိုလူဘယ်သူမဆိုဒီ treatment ကိုယူလို့ရပါတယ်နောက်ပြီးတော့သူက down time လည်းမရှိဘူးပြီးတော့စိတ်ထိုးရတယ်လည်းမဟုတ်တဲ့အတွက်ကြောင့်မို့လို့ busy lifestyle run နေရတဲ့သူတွေစိတ်ထိုးကြောက်တဲ့သူတွေဒီ treatment လေးကိုယူလို့ရပါတယ်ဒါပေမဲ့ဒီ treatment ကတော့ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ no time မိခင်တွေနောက်ပြီးတော့နှလုံးမှာဆက်တက်ထားတဲ့သူတွေနောက်ပြီးဒီ treatment ပေးမဲ့ area နားမှာဒီ metal implant တွေတက်ထားတဲ့သူတွေဆိုလို့ရှိရင်တော့ဒီ treatment လေးကိုယူလို့မရပါဘူးပြီးတော့ဒီ treatment ကတစ်ခါလို့ပြီးလို့ရှိရင်လေတနေ့ကြော်လောက်ဒီခံတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူကြိုက်များရေပိုင်းစားတာလည်းမမှားပါဘူးဒါကြောင့်မို့လို့ဒီလိုမျိုးကမ္ဘာစစ်မီဆက်ကြီးနဲ့ကုသမှုခံယူဖို့အတွက်ဆိုရင်တော့ဒေါက်တာတို့ရဲ့ Pure Wellness Clinic ကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်